အားလုံးပဲမင်္ဂလာပါအခု Facebook ပေါ်မှာသမီးရဲ့အကြောင်းပညာရေးနဲ့ပတ်သက်ပြီးတော့ scholar နဲ့ပတ်သက်ပြီးတော့လူများကတချို့သောကိစ္စလေးတွေကိုနားလည်မှုလေးတွေလွဲနေတာရဲ့အထင်မှားနေတာနဲ့ပတ်သက်ပြီးတော့ကျမတို့သားမီးနှစ်ယောက်ကနည်းနည်းလေးပြောပြဖြည့်ရှင်းတာလေးဖြစ်ပါတယ် သမီးရဲ့ information အမှန်ရောသမီးရဲ့နာမည်ကဂင်းကမိုသူပြီးတော့သမီးက63ကျောင်းဝင်ထားပြီးတော့9တန်းရထားတယ်အဲ့ဒီ9တန်းကသမီးဘန်ထဲမှာပတ်စံအဲ့လိုမျိုးသမီးကိုပေးပြီးသမီး3ရတဲ့ပတ်စံ9တန်းမဟုတ်ပါဘူးအဲ့9တန်းက63ကျောင်းတကြောင်ချင်းစီကသမီးကို scholar ကျောင်းစရိတ် scholar ပေးထားတဲ့ဟာကိုပေါင်းလိုက်ပြီး9တန်းဖြစ်ပါတယ်တည်င်းဌာနတွေတစ်ခုပြီးတစ်ခုကယူရင်းနဲ့ပတ်စံအမောင်းတွေရောနာမည်တွေရော information တွေတော်တော်များလို့သမီးကိုဖြည့်ရှင်းတာဖြစ်ပါတယ်တခုလေးပဲတောင်းဆိုတာပါသတင်းမီဒီယာတွေကသမီးလေးရဲ့ပုံကိုပဲဖြစ်ဖြစ်သားမီးနှစ်ယောက်ပုံလေးတွေကိုပဲဖြစ်ဖြစ်ယူသုံးတာကိုဘာမှလည်းမပြောလို့ပါဘူးဘာလို့လဲဆိုတော့ဒါပညာရေးကိုဂုဏ်ပြုကြတာဖြစ်တဲ့အတွက်မပြောလို့ပါဘူးဒါပေမဲ့တကယ်လေးလေ့လာပြီးတော့မှန်မှန်ကန်ကန်လေးတော့ရေးစေခြင်းပါတယ်ဓာတ်ပုံလေးတွေကိုလည်းမှန်မှန်ကန်ကန်လေးတွေသုံးစေခြင်းပါတယ်အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့အခုလိုမျိုးဖြည့်ရှင်းရတာလည်းဖြစ်ပါတယ်ဒီပတ်စံငွေကြေးအမောက်အများကြီးရတဲ့ဆိုတော့ထင်မြင်ချက်နဲ့ကျမတို့သားမီတထေးဖြစ်သွားတာမဟုတ်ပါဘူးဒါလေးကသမီးကျောင်းက scholar ပေးတာဒီကပ်ပြားလေးထုတ်ပေးတာပါအဲ့ဒါလေးကိုလေသိစေချင်တာပါကပ်ပြားလေးထုတ်ပေးတာပါဘလို့ပဲဖြစ်ဖြစ်ဒါကနောင်လူငယ်တွေသမီးရဲ့နောက်ပိုင်းကမွေးဖွားတဲ့သူတွေပဲဖြစ်ဖြစ်ဒီအမေရိကမှာနေထိုင်တဲ့ကလေးတွေပဲဖြစ်ဖြစ်ကြောင်းလျှောက်တဲ့ခါမှာ scholar လေးရလိုက်တယ်ဟေ့ဆိုရင်မိဘရဲ့ငွေကြေးအများကြီးတက်တာတယ်ဒါဆိုရင်မိဘကိုကျေးဇူးဆက်တာပေါ့နော်အဲ့လိုလေးသိစေချင်တာပါအဲ့ဒီ message လေးပေးချင်တဲ့အတွက်ကြောင့်မို့လို့ဒီသမီးရဲ့အကြောင်းပညာရေး post လေးကိုတင်ကြီးဖြစ်ပါတယ်ပြီးတော့သမီးနောက်တစ်ခုဒီကဖြစ်ရှင်းချင်တာကတော်များများကcomment မှာရေးထားတယ်သမီးကတွေ့ရင် negative comment တွေပေါ့ဒီကတော့ပတ်စံဖြုံးနေမမရဲ့ပတ်စံကိုဖြုံးပြီးတော့ရှောက်တယ်ပေါ့အဲ့လိုမျိုးကြီးပြောတာကသမီးဖြစ်ရှင်းချင်တာကသမီးက application ကြီးတပြားမှမပေးဘူးဒီ63ကျောင်းလုံးကိုသမီးကအလက်က free ဖြစ်ရှောက်တာသမီး Google မှာရှာတယ်ဘယ်အချိန်တွေဘယ်ကျောင်းတွေဘယ် website တွေကfree ရှောက်လို့ရလဲဆိုပြီးရှာပြီးတော့ဒီကျောင်း63ကျောင်းလို့ကိုကြပြားမပေးစမလို့ပဲ free ရှောက်ခဲ့ရသမီးစိတ်ချင်အောင် international student နေအောင်မရဘူးအမေရိကမှာရှိရဲ့အမေရိကမှာရှိရဲ့ကျောင်းသူတွေပဲရှောက်လို့ရတယ်လို့သမီးထင်တယ်နောက်တစ်ခုကလည်းတော်များများကပြောရဲသမီး PC ရတဲ့ PC တွေအကုန်လုံးကပတ်စံ6ဖြုံးပြီးတော့တက္ကသိုလ် PC တွေရှောက်ဝယ်တယ်ဆိုပြီးပြောရဲတကယ်တော့အဲ့ဒီ PC ရဲ့သမီးပိုင်တဲ့တက္ကသိုလ် PC ရဲ့အကုန်လုံးကတက္ကသိုလ်တွေကသမီးကိုလက်ခံပြီးရဲ့ကမှာဒီ PC ကို present အနေနဲ့သမီးရဲ့စူးစမ်းအောင်မြင်မှုတွေကြောင့် present အနေနဲ့ပေးထားလို့သမီးအဲ့ဒီ PC ရဲ့အကုန်လုံးပိုင်တာဖြစ်ပါတယ်ပြီးတော့နောက်ဆုံးတစ်ခုကတော့များများကnegative comment တွေထည့်ရေးရဖို့လူပိုင်းတော့ကောင်းတဲ့ comment တွေရေးရသူတွေလည်းရှိသလိုစိုးရရေးရသူတွေရှိရဲသမီးကစိုးရရေးရသူတွေကိုစိတ်ထဲမှာမချပေမဲ့တော်များရေးလာရသမီးเจ้าတေချာမတည်ဘူးသမီးရဲ့ပညာရေးသမီးဘယ်လောက်စူးစမ်းရဆိုတာမတည်ဘဲနဲ့အတိုက်ခိုက်နေနဲ့ရေးရကတခါတလေကြတော့မှန်မှန်နဲ့ကြောက်သမီးကဒီလိုမျိုးဖြည့်ရှင်းတာပေါ့တော်များများက63ကျောင်းရှောက်တယ်တို့63ကျောင်းရဝင်တာကချင်းကြီးစားမလို့ဘာလို့လဲဆိုလူဝိုင်းကအိတ်နေနဲ့လဲစူးစမ်းလို့စူးစမ်းတာမဟုတ်ဘဲနဲ့လူဝိုင်းကအိတ်နေနဲ့လှုပ်လိုက်ရင်လည်းဖြစ်နိုင်တယ်ပေါ့အပိုတွေဆိုပြီးတော့ပြောကြရဲပေါ့တကယ်တော့63ကျောင်းဝင်နေဆိုတာကပညာရေးတော်မှလည်းရလို့အမေရိကမှာကပညာရေးတစ်ခုကိုပဲတက္ကသိုလ်ရကြည့်ရမှာမဟုတ်ဘူး extracurricular after school activity တို့အားကစားတို့ community service တို့အဲ့အရာတွေကလည်းအရင်ရေးပါရဲ့အတွက်ကြောင့် GPA လည်းကောက်ရမယ်အမှတ်တွေလည်းကောက်ရမယ်ကျန်တဲ့ဟာမှာဘတ်စုံတော်ရဲ့သူဖြစ်ရတယ်လူဝိုင်းကစူးစမ်းလို့ရတယ်လူဝိုင်းကသမီးလို63ကျောင်းမကတဲ့အထိအကြောင်းတွေအများကြီးဝင်အောင်စူးစမ်းလို့ရတယ်ဒါပေမဲ့ဇွဲဝလိရရှိရမယ်ကိုက information တွေကိုအများကြီးရှာပြီးတော့လေးလာတဲ့သူတယောက်ဖြစ်ဖို့လိုပဲဒါပေမဲ့ဒီအောင်မြင်မှုတွေဆိုတာကဒီတိုင်းအိမ်ကြီးရေးနေရောထားဖြစ်လာမှာမဟုတ်ဘူးထားပေါ်လာမှာမဟုတ်ဘူးကိုကစူးစမ်းပြီးတော့အရာအလုံးရဲ့ chance တွေ opportunity တွေကိုစုပ်ကင်ပြီးတော့စူးစမ်းမှရမှာပေါ့ဒါပေမဲ့လူတွေတော်များများကဒါဘာမှမဟုတ်အပိုတွေလို့ပြောကြလို့သမီးကဖြေရှင်းတာပါအခုဆိုရင်အောင်မြင်မှုလေးတစ်ခုကိုရတာပေါ့တ
ဒါကပန်းတိုင်တစ်ခုပေါ့ပန်းတိုင်တစ်ခုကိုဝင်တယ်သမီးဒီလောနဲ့ပတ်သက်တာက10နှစ်သင်ရမှာပါဒီ10နှစ်လုံးပြီးသွားမှသမီးရဲ့ကြီးမားဆုံးအောင်မြင်မှုကိုရမှာသို့တော်ညာလဲသမီးဒီ college ကျောင်းတက်တဲ့ခါမှာဒီ scholar ပတ်စံနဲ့တက်တယ်ဆိုရင်အနေနဲ့များဘာဖြစ်လာမလဲဆိုတော့သမီးအုံနောက်ထဲမှာငွေကြေးစဉ်းစားစရာမလိုတော့ဘူး။အော်ငါအမေကငါ့ကိုခက်ခက်နဲ့ပတ်စံနေပို့ပေးနေရတယ်လှုပ်ပေးနေရတယ်ဆိုတာမျိုးစဉ်းစားစရာမလိုဘူး။ဘာလို့လဲဆိုတော့အမေရိကန်နိုင်ငံကတက္ကသိုလ်တွေကအရန်ကိုမှဈေးကြီးပါတယ်။အဲ့ဒီအတွက်ကြောင့်မလို့ဒီသမီးပညာရေးကိုဒီ high school ပညာရေးမှာတောက်လျှောက်စူးစမ်းပြီးတော့အခုဆိုရင်ကျောင်းလျှောက်လိုက်တဲ့အတွက်သူက scholar ရတဲ့အတွက်ကျောင်းပညာရေးကိုသူအေးဆေးဆေးလေးနဲ့ပို့ပြီးတော့အောင်မြင်အောင်ပေါ့စူးစမ်းနိုင်မယ်အဲ့ဒါဆိုရင်ပတ်စံငွေကြေးရဒါကျောင်းပညာရေးမှာထုတ်မသုံးအောင်ဆိုရင်ဒါသားမီး2ယောက်ရှေ့ဆက်ဖို့အတွက်လဲသားမီး2ယောက်ပို့ပြီးတော့စူးစမ်းလို့ရသွားတယ်ပို့ပြီးအနာဂတ်လေးကပို့ပြီးတော့အလင်းရောင်လေးတွေပို့ရလာတာပေါ့ဒါလေးတွေကိုအများပြည်သူပေါ့ကိုနိုင်ငံကသူတွေပေါ့အဓိကကိုလူမျိုးတွေပေါ့နော်မြင်တွေ့လို့ရှိရင်မိန်းကလေးတွေဟလာမိန်းကလေးတွေအနေနဲ့ဒီလိုလေးခက်ခဲဘယ်လောက်ပဲရှိစူးစမ်းတယ်သမီးရဲ့အသက်အရွယ်ကလေးတွေဆိုလို့ရှိရင်လဲသူ့လိုမျိုးပဲငါတို့လည်းလုပ်လို့ရတယ်ဆိုတာမျိုးလေးသိအောင်လို့ဒီသမီးရဲ့ကျောင်းပညာရေး message လေးကိုတင်တာပါနောက်ပြီးတော့ journal တွေကပဲဖြစ်ဖြစ်သတင်းမီဒီယာတွေကပဲဖြစ်ဖြစ်အခြားသော Facebook friend တွေပဲဖြစ်ဖြစ်အခြားမသိသေးတဲ့သူတွေပဲဖြစ်ဖြစ်တကဘာလုံးမှာရှိကြတဲ့သူတွေအားလုံးကသမီးရဲ့ကျောင်းပညာရေးနဲ့ပတ်သက်ပြီးတော့ချီးကျူးပေးတဲ့သူတွေဆုတောင်းပေးတဲ့အနာဂတ်အတွက်ဆုတောင်းပြီးတော့မေတ္တာပို့ပေးတဲ့သူတွေအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ် ဟုတ်ကျေးဇူးပါ